Vaping က silly ထက်ပိုပြီးတော့ baking နဲ့လို့တင်ချင်နေပါသလားတကယ်တော့ဒါဟာအနံ့သက်ကောင်းတဲ့အန္တရာယ်တစ်ခုဖြစ်နေပါတယ် Vaping တော့မဟုတ် e-cigarette ဆိုတာအရည်တွေကိုအပုတ်ပေးပြီးအခိုးငွေ့ဖြစ်ရှူသွင်းရတာပါအဲ့ဒီအရည်တွေထဲမှာဆွဲလန်းစေတဲ့ nicotine အနံ့ရတာတွေနဲ့တခြား toxic ဓာတုပစ္စည်းတွေ chemicals တွေအများကြီးပါဝင်နေပါတယ်ဘေးရဆိုဂျိုနဲ့အန္တရာယ်များအဓိကအန္တရာယ်တွေကတော့နံပါတ်1အဆုတ်ပျက်စီးခြင်းအဆုတ်ထဲမှာရောင်ရမ်းတာနဲ့အမာရွတ်ဖြစ်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။အဲ့ဒီကနေနောက်ဆုံးမှာအဆုတ်ပျက်စီးခြင်းကိုဥတီစေပါတယ်။ဒါမှနှလုံးကျန်းမာရေးပွေးပြားတက်စေနိုင်တဲ့အတွက်နှလုံးရောဂါဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်။နံပါတ်3အုံနောက်ဖွံ့ဖြိုးမှုအထူးသဖြင့်လူငယ်တွေမှာမှတ်ဉာဏ်နဲ့အာရုံစူးစမ်းမှုကိုထိခိုက်စေနိုင်ပါတယ်။သိထားတဲ့အချက်များလူတော်များများကဒါကိုရင်ငွေလို့ထင်ကြပေမဲ့တကယ်တော့ဒါဟာလေပြုံတွေကိုဒုက္ခပေးနိုင်တဲ့အစိတ်အတော့အမှုန့်မွားတွေပဲဖြစ်ပါတယ်။စိတ်လေးဖြတ်ချင်လို့ဘေးပိန်တောက်တယ်ဆိုတော့ဟာပြဿနာတစ်ခုကိုနောက်ထပ်ပြဿနာတစ်ခုနဲ့အစားထိုးလိုက်တယ်လို့ပါပဲ။တင်းရဲ့အစုံနဲ့ကျမ်းမာရေးကိုတန်မိုးထားကြပါ။ဘေးပိန်ကိုအခုပဲချောင်းကျင်းလိုက်ပါအားလုံးကျမ်းမာချမ်းသာကြပါစေနော်။ Bye for now.